နာမည်ကိုပြောပြမယ်မင်းမချစ်တဲ့ငါတဲ့သူမကိုစစီစကျွေးနေမှာပဲအဲ့ရတာပြီးတော့သူမနောက်ကိုလိုက်ခဲ့သူမတကယ်ချစ်ဖို့ရဖို့ငါသွားခဲ့တယ်သူကတော့ခက်ရက်ဆက်ထားခဲ့တယ်သူမနောက်ကိုလိုက်ခဲ့သူမအိမ်ထဲဝင်သွားတယ်ငါပါလိုက်လို့ရမလဲပြီးတော့အိမ်ကိုပြန်လာခဲ့တယ်သူမရဲ့ဖုန်းနံပါတ်ကိုလိုက်ချိုးတာတယ်လိုက်တော့မချိုးတာတယ်တော်ရမင်းမကအင်ထားခဲ့တယ်ငေါ့ထားခဲ့တယ်နောက်ဖုန်းတော့လဲမနေနိုင်တော့သူငချင်းတွေကငါမေးတယ်ဘာဖြစ်လို့လဲဆိုငချင်းတွေဆိုတော့ငါမေးရနတ်သမီးလေးငချင်းတွေဆိုတော့တကယ်ချင်းတွေကိုငါမေးခဲ့တယ်ဘယ်လိုပြောရမလဲဆိုတော့ သူမာနာကြီးရဲ့အော်ဟုတ်လားတဲ့မာနာကြီးရဲ့ကောင်မလေးငါချစ်နေပြီတဲ့တကယ်ပြောနေတာပဲမာနာကြီးရဲ့ကောင်မလေးကိုငါချစ်နေခဲ့တယ်သူ့မာနာကိုရိုက်ချူမို့ငါချစ်တဲ့တီးတမ်းသူငါချစ်တဲ့တီးတမ်းတက်လေးပဲချူလေးပဲငါချစ်တဲ့တက်လေးပဲချူလေးပဲသူ့မာနာကိုရိုက်ချူမို့သူ့မာနာရဲ့ငါတက်သူ့မာနာရဲ့ငါတက်ပူလောင်နေတယ်သူ့ရဲ့စကားတွေကငါရှင်ထဲမှာအေးသေးပါတယ်ကဲပြောနေတာငါရှင်ထဲမှာအေးသေးပါတယ်ဒီကဲတော့အေးသေးတာနော်မပြောရဲဆိုသူမငါထိုက်ခဲ့တယ်သူမငါ့ကိုရွေးပြီးနောက်တစ်ယောက်နဲ့တွဲသွားတယ်ငါတဲ့ကိုယ်နေတာမင်းမသိဘူးလားအချစ်တာမင်းမသိဘူးထင်လို့ဒီတချင်းလေးကို